ကျွန်တော်ထိုင်ဝမ်မြန်မာလမ်းမှာရှိတဲ့မိထုံးပွဲကိုတွားပြီးတော့တွားလည်ဖြစ်တာပါဖះကိုစီမီပူဇော်ရင်းနဲ့ဆုတောင်းလိုက်တယ်ပေါ့မုတ်တေးစီကိုတွားပြီးတော့လည်းပေးချိုးပန့်ပေးပြအောင်လို့ပေးချိုးပန့်ပေးပါလို့တွားပြီးတော့တောင်းဆိုခဲ့တယ်မိထုံးပွဲကိုလာရောက်ပြီးတော့ပါဝင်ဆင်နေတဲ့လူတွေလည်းများတယ်။ငါရင်ချင်းမှုတူရတယ်။ရှင်းအောင်မှုတွေလည်းပြတာလည်းစီရင်လို့ရှိတယ်။ဝေစာပွင့်ပူတဲ့အချိန်ကောင်းဝဲနောက်ဆုံးမှာတော့တိုင်းတိုင်းဝတ်ဆောင်မျိုးစုံတွေခေါ်မှာဒီမှာရင်ချင်းမှုတွေကိုလာနေတဲ့လာတဲ့တောင်ကတစ်ပါလုံးကိုကြီးညာတဲ့ဒီနဲ့ဆိုတာရှုပ်ရှောက်ပြပြီးတော့ဒီမြန်မာနိုင်ငံတတိုင်း